တင်ဆက်ပေးမှာတော့သမရာကြီးကြီးညာချက်ထွက်လာပါက PDF များအသည့်အနေထားဖြစ်အောင်ပြင်ဆင်ထားရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးပြောဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမျိုးသားညွှန်ရေးဆိုရာယာယီသမရာကြီးဒူဝါလက်ရှိဤကြီးညာချက်ထွက်လာပါက PDF များအသည့်အနေထားဖြစ်အောင်ပြင်ဆင်ထားရမည်ဟု NUG ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလက်ကတက်လှပ်ပြောကြားပါတယ်။ပြီးခဲ့တဲ့နှစ်သမရာကြီးအရေးပေါ်ခြေနေကြီးညာခဲ့ပြီးသည့်တနေ့အတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမြို့ပြပြောက်ကြားတွေဆင်နွှဲခဲ့တဲ့ခုခံစစ်ကမြို့ပြကြီးလက်နဲ့တောတောင်ကြားမှာထိတွေ့တိုက်ပွဲမျိုးစုံနဲ့စစ်မျက်နှာစုံဖွင့်နိုင်ခဲ့ကြပါတယ်။ဒီနေ့သမရာကြီးကြီးညာပြီးရင်တော့အားလုံးအသည့်အနေထားဖြစ်အောင်ပြင်ထားကြပြီတော့ဟုဦးလွင်ကိုလက်ကလူမှုကွန်ရက်တင်ရေးသားထားပါတယ်။ယာယီသမရာကြီးဒူဝါလက်ရှိကမြစ်တိကြီးညာချက်ထုတ်ပြန်ပြီးဆိုသည်ကိုမူဦးလွင်ကိုလက်ကရေးသားထားခြင်းမရှိသေးပေယခုနှစ်တွင်စစ်ရေးအရှိန်ပိုမြင့်မြင့်ဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်များကိုလက်နက်တပ်ဆင်ပေးနိုင်မှုမှာရခိုင်နှစ်ထက်ပိုမိုတပ်ဆင်ပေးနိုင်ကြောင်းဦးလွင်ကိုလက်ကဆိုပါတယ်။ဒီနေ့မှာပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပိုမြင့်ပါမယ်။ပြည်သူ့ကာကွယ်ရေးရဲဘော်တွေစီမှာတိုက်စွမ်းအားဖြစ်တဲ့လက်နက်တွေကအရင်နှစ်ကတပ်ဆင်ထားတာနဲ့ဒီနှစ်တပ်ဆင်ပေးထားတာနဲ့ပေါင်းရင်တိုက်စွမ်းအားကတိုးနေပါတယ်ဟုပြည်ထောင်စုဝန်ကြီးကပြောပါတယ်။စိတ်တက်နဲ့တိုက်ခိုက်နိုင်သည့်စွမ်းရည်မှာပြည်သူ့တပ်မတော်ဘက်ကအကြက်သက်သာလွန်သည်ဟုဦးလွင်ကိုလက်ကပြောပါတယ်။တိုက်စွမ်းရည်နဲ့စိတ်တက်မှလည်းစကားစားဘက်မှာရှေ့တန်းသွားရတာများလို့ပင်မလို့တက်တွင်းမငြိမ်မသက်မှုတွေဖြစ်ပြီးပြည်သူရင်ဝင်ခုလုံတဲ့သူတွေတနေ့တခြားတိုးလာပြီးတိုက်ပွဲဝင်စိတ်တက်ထိုးကြနေခြင်း PDF ရဲဘော်တွေကမတိုက်ရလို့စိတ်မရှိဖြစ်ပြီးမနှဲထိန်ထားရတယ်ဟုပြည်ထောင်စုဝန်ကြီးကပြောပါတယ်။တော်လိုင်းရေးကို PDF တပ်ဖွဲ့ဝင်များ၏တိုက်ပွဲဝင်များစိတ်တက်များနဲ့အတူပြည်တော်ဝင်ပြီးဖြစ်ကြောင်းဦးလွင်ကိုလက်ကပြောပါတယ်။ပြည်သူလူထုရဲ့ထောက်ခံမှုကလည်းစီမံမန္တဝန်ကြီးရောက်သမျှအကုန်ဝင်နေကြတာကြည့်ရင်ပြည်သူမှာအောင်စိတ်ကအခိုင်အမာရှိနေတယ်ဟုဦးလွင်ကိုလက်ကရေးသားထားပါတယ်။ NUG အစိုးရ၏အရေးပေါ်ခြေနေကြီးညာချက်ထုတ်ပြန်ပြီးကလာ9ရက်9လ2021မှာ6ရက်9လ2020အထိတနှစ်တာကာလအတွင်းအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်မှတိတ်ဆုံးသူ25,109ဦးနဲ့ထိခိုက်သူ8,023ဦးရှိခဲ့ကြောင်းအရေးပေါ်ကြီးညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းပြည်သူ့ဘက်သို့ရဲရဲဝံ့ဝံ့ရက်တီလာသည့်စစ်သား CDM နဲ့ရဲ CDM များလည်းနေ့စဉ်များပြလာနေကြောင်း NUG ကထုတ်ပြန်ထားပါတယ်။ဆက်လက်တင်ဆက်ပေးမှာတော့ရန်ကုန်တွင်ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းကိုအသိမှတ်ပြုရေးဆန္ဒပြလူငယ်များသတင်းထောက်2ဦးအသက်မပြည့်သေးသူများအပါအဝင်လူငယ်15ဦးကျော်ကိုစစ်တပ်ကပြစ်ခတ်ဖမ်းဆီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တွင်ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိရေးဆန္ဒပြလူငယ်15ဦးကျော်ကိုစစ်တပ်ကတနက်ဖြစ်ပြစ်ခတ်ဖမ်းဆီးအဖမ်းခံရသူများဆက်သွယ်မရပဲပျောက်ဆုံးနေကြောင်းရေဘဝဲဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။ယနေ့ညနေ4 နာရီကျော်ချိန်ရန်ကုန်မြို့ရှိကြည်မြင်တိုင်းပန်းမင်နီလန်ရခင်ပန်းမင်ကြီးလန်တွင်လူထုဒေသတချင်းတမ်းမြိုင်သည့်ဆို၍ UN Prove Your Existence for Justice စာသားကိုကင်ဆယ်ကပြည်သူ့တံမတ်ဦးကျော်မိုးထွန်းသည်ပြည်သူ့အသံပြည်သူ့အစိုးရကိုစားပြုဖြစ်ကြောင်းနှင့်ပြည်သူ့တံမတ်ကိုသာဆက်လက်အားပေးရတည်ရန် UN ကိုတောင်းဆိုသည့်အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြစဉ်အကြမ်းဖက်စစ်တပ်ကအင်စီကားများအရက်ဝတ်များဖြင့်ကုလသံမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိရေးဆန္ဒပြကြသည့်ရေဘဝဲနှင့်မဟာမိတ်ဖွဲ့စည်းများမှရဲဘော်15ဦးကျော်ကိုတနက်ဖြစ်ပြစ်ခတ်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။အကြမ်းဖက်တပုံစစ်တပ်မှအင်စီကားများကိုအသုံးပြုကအရက်ဝတ်များဖြင့်တနက်ပြစ်ခတ်ဖမ်းဆီးခဲ့ကြသဖြင့်ရေဘဝဲပြည်သူ့အကျိုးပြုလူငယ်ဖွဲ့စည်းအခြေခံပညာကျောင်းသားလူငယ်များစီယုံအာကာလာဘဟုမြန်မာ Labor Alliance ဗမာလူငယ်ကွန်ရက်ပညာနန်းတော်ကိုပိုင်ကျောင်းကျောင်းသားသမဂ္ဂအောင် Community သတင်းထောက်များအစရှိသောဖွဲ့စည်းတည်တည်မှာအမျိုးသမီးအမျိုးသား LGBTQ နဲ့အသက်မပြည့်သေးသောလူငယ်များစုစုပေါင်း15ယောက်ကျော်ဖမ်းဆီးခံခဲ့ရကြောင်းသိရှိရပါတယ်။အဖမ်းခံရသူများနဲ့အဆက်အသွယ်ပြတ်တောက်လျက်ရှိပြီးပြစ်ခတ်ဖမ်းဆီးခံရပြီးနောက်မြစ်သိနေရသို့ရောက်ရှိနေကြောင်းကိုမသိရသေးကြောင်းဖွဲ့စည်းတည်တည်နဲ့မိသားစုဝင်များကအကြမ်းဖက်တပုံစစ်တပ်၏လူမဆန်သည့်ညှဉ်းပန်းနှိပ်စက်မှုများပေါ်အသက်အန္တရာယ်ထိခိုက်မည်ကိုအထူးစိုးရိမ်နေလျက်ရှိကြောင်းသိရှိရပါတယ်